ဒီပုံမြင်လေးကတော့မိတ်ဆွေကောင်းဆိုတဲ့ပုံမြင်လေးပါပဲရှင်စိမ့်လန်းဆိုပြီးတဲ့မြက်ခင်းပြင်မှာပန်းပွင့်ကလေးတွေဝေးနေတယ်လက်ပြလေးတွေပြန်တန်းနေကြတယ်မိမိကြောင်မလေးကမြက်ခင်းပြင်ပေါ်မှာစပိန်လျှောက်စီးရင်သူပဝင်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးဟာကနေတန်းလိုက်တယ်စိတ်ထဲကနေလေဒီနေ့ဘာမှစိတ်ဝင်စားစရာမရှိပါလားငါကတော့အုပ်ထဲမှာအလားဆုံးနဲ့အထက်မြက်ဆုံးကြောင်လေးပဲကြွကြွကဲကဲကြွက်ကလေးကခြုံပုတ်လေးတွေချာကနေခေါင်းပြူထွက်လာတယ်သူကမိမိကိုတွေ့တော့မျက်လုံးလေးဝိုင်းသွားတယ်စိတ်ထဲကလေကြောင်မလေးမိမိပါလားလှလိုက်တာဒါပေမဲ့သူကငါတို့ကိုတိတ်အဖက်မလုပ်ဘူးကဲကဲကအာယူပြီးမိမိရဲ့မင်္ဂလာပါကဲကဲကမျက်လုံးနေပဲလေးတစ်လုံးကိုကင်ပြီးမိမိနဲ့မလန်းမကန်းကိုရောက်လာတယ်မိမိကမျက်လုံးလေးတစ်ဖက်ဖွင့်ပြီးကဲကဲကိုတစ်ချက်ကြည့်တယ်ပြီးတော့မျက်မှောင်ကျုပ်လိုက်တယ်မိမိကအထင်သေးတယ်လို့နဲ့အားတဲ့ကြွက်ကလေးကဲကဲပါလားတဲ့မင်းပါလာလောက်တာလေငါအနာမကန်နဲ့မင်းကတိတ်တိတ်လေးနဲ့ဖုန်နေနဲ့ကဲကဲစိတ်ကောင်းဖြစ်သွားပြီးခေါင်းလေးငုံသွားတယ်တောင်းပန်ပါတယ်မိမိကျွန်တော်ကမြေပဲလေးစားနေတာမိမိပဲအဲ့ဒါတွေကိုမင်းတို့ကြွက်တွေကစားတဲ့အစာပဲငါတို့ကြောင်တွေကငါနဲ့နို့ပဲကြိုက်တယ်မင်းတို့လိုကပ်ပါကောင်နေနဲ့ဘဲတူမလဲကဲကဲမျက်နှာငယ်ငယ်လေးနဲ့ထွက်သွားတယ်မိမိကခေါင်းမော့ပြီးအမီးကိုဝင့်ကြွားစွာလှုပ်နေတယ်နေဝင်စားအချိန်မို့ကောင်းကင်ကလိမ္မော်ရောင်တန်းနေတယ်ရေကတတွင်တွင်စီးနေတယ်မိကန်းနာဘက်ကိုသွားရင်ရေထဲမှာခုံဆွလှုပ်နေတဲ့ငါးလေးတွေကိုမိမိစိတ်ဝင်တစားကြည့်နေတယ်မိမိကပျော်ရွှင်စွာဖြင့်ငါးလေးတွေတဲ့ဒီနေ့တော့ငါပန်းလို့ကောင်းပါပဲမိမိကငါပန်းဖို့ခုံလိုက်ချိန်မှာခြေချော်ပြီးရေထဲကိုပြုတ်ကျသွားတယ်သူကရေကူးတက်ပေမဲ့ရေစီးကနည်းနည်းကျန်းနေလို့လန့်သွားတယ်မိမိကအော်ဟစ်ပြီးကဲကြပါဦးရေထဲကဆွဲထုတ်ပေးကြပါဦးမိမိဒုက္ခရောက်နေတာကိုကဲကဲကြွက်ကလေးမြင်သွားတယ်ကဲကဲကချုံပုတ်ထဲကနေထွက်လာပြီးမြစ်ကမ်းပြေးကိုပြေးလာတယ်မိမိစိတ်အေးထားပါကဲကဲကမိမိကျွန်တော်ကူညီပါမယ်ကဲကဲကအနီးနာကတစ်ကိုင်းကြောက်တစ်ခုကိုရှာပြီးမိမိစီကိုတွန်းပေးလိုက်တယ်ဒီတစ်ကိုင်းကိုကင်ထားမိမိကျွန်တော်ဆွဲထုတ်ပေးမယ်မိမိကတစ်ကိုင်းကိုအာယူပြီးဖမ်းကင်လိုက်တယ်ကဲကဲကတေးငယ်ပေမဲ့အာတင်းပြီးတစ်ကိုင်းကိုကမ်းပေါ်ထိဆွဲယူလာတယ်မိမိရေထဲကနေကမ်းပေါ်ကိုရောက်လာတော့အိတ်ဆက်နေပြီးတုံရင်နေတယ်မိမိမောဟိုက်စွာဖြင့်ကဲကဲမင်းကြောင့်မင်းကအသက်ရှင်တာကျေးဇူးတင်လိုက်တာရပါတယ်မိမိတူနေကြတဲ့တောအုပ်ထဲကတငယ်ချင်းတွေပဲဟာမိမိကကဲကဲကိုကြည့်ပြီးဆက်သွားတယ်သူရင်ကကဲကဲကိုမကောင်းပြောခဲ့တာတွေကိုပြန်တွေးမိတယ်ကဲကဲငါ့ကိုခွင့်လို့ပါကွာငါမင်းကိုအရင်ကမကောင်းပြောခဲ့တာငါမောက်မာခဲ့တယ်အခုမင်းကြောင့်ပဲငါအသက်ကိုတည်တင်နိုင်ခဲ့တယ်ပြဿနာမရှိပါဘူးမိမိအတိတ်ကိုမေးလိုက်ပါတော့အရေးကြီးတာကမင်းအခုဘေးကင်းသွားပြီမိမိကကဲကဲကိုနှွေးထွေးတဲ့အကြည့်နဲ့ကြည့်လိုက်တယ်သူတို့နှစ်ယောက်မြေကမ်းနားမှာအတူတူထိုင်နေကြတယ်နေဝင်ချင်းရဲ့လှပတဲ့မြင်ကွင်းတစ်ခုပါမိမိနဲ့ကဲကဲဘေးချင်းရှင်ပြီးလမ်းလျှောက်လာကြတယ်သူတို့နှစ်ယောက်မျက်နှာမှာပျော်ရွှင်မှုတွေအပြည့်နဲ့အရင်ကမိမိနဲ့ကဲကဲကခွဲခြားနေခဲ့ပေမဲ့အခုတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပေါင်းသင်းနေကြတယ်မိမိကလာကဲကဲဒီနေ့ငါတို့ဘာလုပ်ကြမလဲကဲကဲကမိမိကြိုက်တာလုပ်ဖို့ကျွန်တော်အမြဲတမ်းမိမိနဲ့အတူရှိနေမှာပါသူတို့နှစ်ယောက်အခြားတငယ်ချင်းတွေနဲ့အတူပျော်ရွှင်စွာဆော့ကစားနေတယ်နေအောင်ကြီးကသူတို့အပေါ်ကိုထွန်းလင်းနေတယ်ဘယ်သူမှရုပ်ရည်အရွယ်အစားဒါမှမဟုတ်နောက်ခံပေါ်မူတည်ပြီးမခွဲကြပါနဲ့လူတိုင်းမှာကိုယ်ပိုင်ကောင်းကွက်တွေရှိပြီးအချင်းချင်းကူညီရင်းနှီးစွာနေထိုင်ခြင်းကသာပျော်ရွှင်တဲ့ဘဝကိုရစေပါတယ်မေထေး